အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆွဲပြပါကျွန်တော်ဒီနေ့ကားလေးစီးနဲ့မိတ်ဆက်ပြီးမှာတော့ off-road ကားလေးဖြစ်တဲ့ Land Cruiser off-road လုံးဝမိုက်တယ်ဒီဇယ်ကားပါ model အဖြစ်လည်း model လည်းမြင့်တယ်နံပါတ်လည်းမြင့်တဲ့ကားလေးပါဒီကောင်ရဲ့အသေးစိတ်ကိုမပြောခင်ဒီကောင်ရဲ့ grade လေးအရင်ပြောပြပေးမယ်ဒီကောင်မှာ grade တွေကကျွန်တော်တို့၄မျိုးလောက်ရှိတယ်ပေါ့ဗျာလူတီများတော့၄မျိုးရှိတာက AH ရှိတယ် GH ရှိတယ်ကျွန်တော်တို့ပြီးွားရင် VH ရှိတယ် VH စာရှိတယ် GH နဲ့ AH နဲ့ကတော့ကျွန်တော် basic grade တွေဗျာပြောရမယ်ဆိုတော့ဒီကောင်တွေကကျတော့ဒီကျွန်တော်တို့လက်ထဲမှာရှိတဲ့ကောင်တွေကတော့ VH ပါတကယ်တမ်းတော့ chassis နဲ့တွားကြည့်မယ်ဆိုတော့ဒီကောင်က VH မဟုတ်ဘူးတကယ်တမ်း VH ထက်တောင်မြင့်တယ် AHG ပေါ့ဗျာကျွန်တော်ဂျပန်မှာကျဒီကောင် JDM လုံးပြောမယ်ဆို JDM ဒီကောင်က JDM လဲလာတယ်ဒူဘိုင်းလဲလာတယ်မြန်မာနိုင်ငံမှာတော့လူကြိုက်များတော့ JDM ကတော့ပို့ပြီးလူကြိုက်များတယ်ဂျပန်ကဟာကျွန်တော်တို့ short bar name မပါဘူး Z8 မှာစပြီးတော့ short bar name ပါတာကျွန်တော်တို့ AH ရော GH ရောပြီးွားရင် VH ရောက၄မပါပါဘူးဒီကောင်က၄မပါဘူးပေါ့ဗျာမပါရတဲ့မှာပါတယ်ပေါ့ဒီကောင်က model အဖြစ်2018 engine power အဖြစ်တော့ကျွန်တော်တို့ 4.5 liter diesel နဲ့ပါဒီဇယ်နဲ့ဖြစ်တဲ့အတွက်စီစားနှုန်းတအားတက်တာတယ်ကျွန်တော်တို့စီကပုံမှန်ဆိုရင်ဒီကောင်ကကျွန်တော်တို့ဟိုပါပေါ့9ကီလိုကနေပြီးတော့9ကီလိုလောက်ထိရတယ်ဟိုပါပေါ့ကျွန်တော်တို့မျိုးရင်းသုံးမယ်ပဲဖြစ်ဖြစ်မျိုးပြင်ဆိုတော့ပို့ပြီးတော့တက်တာပါပေါ့နော်ဒီဇယ်ဆိုတော့ဒီကောင် 4.5 liter ဒီဇယ် horsepower အနေနဲ့တော့262မှ2လောက်ရတယ်တကယ်တမ်းတော့ကျွန်တော်တို့စီကားနဲ့ပြန်ရှင်းမယ်ဆိုစီကားတော့စီပိုစားတယ်ဗျစီကားတော့ 4.6 liter V8 နဲ့လာတယ်စီကားကျတော့ကျွန်တော် horsepower ပိုများတယ်300ကျော်လောက်ထွက်တယ်ပြီးွားရင်ဟိုကလည်းကျွန်တော်တို့ဘယ်လိုပြောမလဲစီစားနှုန်းကလည်း4ကီလိုကနေပြီးတော့6ကီလိုအဲ့လောက်ပဲရတယ်ဒီကောင်ကကျတော့ဟိုစီကားပေါ့နော်ဒီကားကတော့ကျွန်တော်စီစားပို့ပြီးတော့တက်တာတယ်ပြောရမယ်ဆိုတော့လူတီများတော့ LC200 ဆိုပြီးတော့လည်းလူတီများတယ်ပြောရမယ်ဆိုရင်တော့အယောင်အဖြစ်တော့အမဲကျွန်တော်တို့ကာလာကုတ်တွေလည်းအကုန်ပါတယ်ချက်စီဒီကောင်တွေက name plate ကြည့်ပြီးတော့အကုန်ခွဲလို့ရတယ် name plate မှာသူ့ရဲ့ကားဒီတွေအကုန်လုံးပါတယ်ပေါ့ဗျာဘယ်ရထုတ်တယ်ဘယ်ရထုတ်တယ်ဘာ grade ဖြစ်တယ်အကုန်ပါတယ် grade ချိန်တာပါညာမရှိဘူးဒီကောင်က AH ကိုမှ G grade AG ဆိုတာတော့ကျွန်တော်ပြောမယ်ဆိုတော့ full option ပေါ့ဗျာပို့ပြီးတော့option ကိုယ့်ကိုထည့်ထားရပေါ့ဂျပန်မာကက်ထည့်လိုက်ထားရပေါ့ဘာလို့လဲဆိုတော့ဒီကောင်360ထည့်ထားတယ်ပြီးွားရင် JBN လေးပါလာမယ်ဟိုပြီးတော့360 JBN ပေါ့အဓိကတော့ JBN လေးပါလာမယ်ပေါ့သူ့ရဲ့ full option မှာပြီးွားရင် seat cooling ပါလာတယ်ကျွန်တော်တို့ seat cooling ကကျတော့ဟိုကျွန်တော်တို့ပုံမှန်ဆိုရင်ဟိုဟာဆိုရင်မပါဘူး A ဆိုရင်မပါဘူး J လည်းမပါဘူး A နဲ့ J နဲ့က basic grade ကိုကျွန်တော်ပြောမယ် basic grade ရှိတယ်ပြီးွားရင် V8 ကကျတော့ middle grade ပေါ့ကျွန်တော်တို့ Z8 ကတော့ top grade လုံးဝအမြင့်ဆုံးပေါ့ဗျာ full option ဆိုတော့လုံးဝသူကတော့ဘာမှမလုပ်ဒီကောင်အဲ့ဒါပါမယ်ပြီးတော့နောက် home motor ကြီးလည်းဖြစ်မယ်အဲ့ဒါလေးတော့ရှိရယ်ရုပ်ထွက်ကြီးကတော့လုံးဝအမိုက်စားကြီးပဲဘာမှပြောနေကြမလို့လုံးဝ Land Cruiser ဆိုတာကတော့လုံးဝလူကြိုက်များတယ်ဘောဒီရစီးရကလုံးဝဘောဒီရမှာစီးရဘာလို့စီးသားတယ်လည်းမကြောက်တဲ့လူတွေပဲစီးတယ်စီးလဲစားတယ်မောင်းကလည်းမိုက်တယ်ဟိုတော်တောင်ပစ္စည်းရလည်းပေါ်တယ်မြန်မာနိုင်ငံမှာတော့ဒီဥစ္စာတွေတော့တည်ရတဲ့အတိုင်းပဲပေါ်တယ် model လည်းမြင့်တယ်เนาะပြီးတော့ number လည်းမြင့်တယ်ဒီကောင်လေးပါပြီးတော့အလွိုင်းတွေကသူကအလွိုင်း site တွေကွာသွားတယ်ကျွန်တော်တို့ Z8 ကြရင်တော့အလွိုင်းက site ကဒီထက်ပိုကြီးသွားပြီဒီကောင်ကတော့အလွိုင်း site ကတော့သေးတယ်ဒါလေးတော့ရှိမယ်ဒါလေးကတော့ဟိုဒါမျိုးပုံမှန်လေးပြောပြရပါတော့ကဲဒီကောင်ရဲ့တော့ဖွင့်လိုက်ရင်တော့မန်ချမန်ကောက်တွေပါမယ်ပြီးတော့ sunroof ပါတယ်ဒီကောင်က AG ကိုမှကျွန်တော် sunroof ပါတယ်တကယ်အနောက်မှာတော့ V8 နဲ့တော့ပြလာတယ်တကယ်တမ်းတော့ chassis မှာကြည့်မယ်ဆိုရင်ကျွန်တော်ဒီ chassis ရှိရပါတော့ဒီ chassis မှာဆိုရင်ကျွန်တော်တို့ဒီမှာပေါ့ဗျာtrim မှာကျွန်တော်တို့ G25 ဆို LG25 ဆိုတာကျွန်တော်တို့ grade ကိုပြောတာပါဒီကောင် grade က AS grade ပေါ့ဗျာပြောမယ်ဆို AS grade ဒါပေမဲ့တကယ်တမ်း ASG သူ့ရဲ့ option ကဘာလို့လဲဆို option နဲ့အထဲမှာဆိုရင်အပူရေးပါလာမယ်360 camera ပါမယ် TV ကလည်းတက်ဆက်ကွန်ကကြီးသွားမယ် JBN system နဲ့ဖြစ်တယ်ဒါတွေက full option တွေပေါ့ကိုယ့်ကိုထည့်ထားတဲ့ဟာတွေပေါ့ဗျာပြောမယ်ဆိုရင်တော့အားလေးရှိမယ်ကဲဒီကောင်ရဲ့အတွင်းကန်းလေးကိုလိုက်ပြပေးမယ်ပြီးသွားရင်ကျွန်တော်တို့ဟိုဟာနဲ့ဆိုရင်တော့ဟို GH နဲ့ဟိုပါပေါ့ GH နဲ့ AA ဆိုရင်တော့တေချာတာကဘာလဲဆိုတော့သူကဟို basic grade ဆိုတော့လုံးဝအကျန်းသုံးဖို့သုံးထားရအကျန်းသုံးမဲ့လူတွေကြိုက်တဲ့ကားပေါ့ဗျာရုံသုံးလို့ကအဲ့လိုအကျန်းသုံးနေတော့သူတို့ကထုတ်ထားရပေါ့ပြောရမယ်ဆိုရင်တော့အဲ့ဒီကားဆိုရင်ကျွန်တော်တို့ဒီဟိုဟာတွေကစီမော်တာပါချင်မှပါမယ်ပြီးရင်ဒီမှာထိုင်ကုန်အပူဝေးမပါဘူးတေချာပေါ့ကဒီကောင်ကထိုင်ကုန်ပူဝေးလဲပါတယ်ဒီကောင်ပြန်ထည့်လိုက်ကားမဟုတ်ဂျပန်မာကလေးထည့်လာရကအားလေးတော့ရှိမယ်ပြီးသွားရင် speaker လည်း JBN နဲ့ဒီကောင်ဆိုရင်လုံးဝမိုက်တယ်ဒါပေမဲ့ဟိုကျွန်တော်တို့ short bar name တော့မပါဘူးပေါ့နော်ဒီနားမှာဆိုတကယ်တမ်းဒီနှစ်ခုနေရာ short bar name ပါမှာအခုကမပါဘူးဒါက 4 wheel ပြောင်းတဲ့ဟာတွေပါလာမယ်ခုံပူခုံကြီးကကျွန်တော်တို့ driver လည်းပါတယ် passenger လည်းပါတယ်အဲ့ဒါလေးတော့ရှိတယ်ပြီးသွားရင်နောက်ထပ်ပါရှိအောင်လဲဆိုတော့ gear ကတော့ 6 speed ပါပဲ6 speed automatic transmission နဲ့လာမယ်ပြီးသွားရင်အထက်မှာဒီကောင်က6ပေါက်လည်းပါတာသေးတယ်ဒီနေရာတော့ကျွန်တော်6ပေါက်ပေါ့နော်ဒါဖွင့်ထားလို့ရတယ်ပိတ်ထားလို့ရတယ်ဖွင့်ချင်လည်းရပိတ်ချင်လည်းရတယ်ပေါ့နော်ဒါလေးတော့ရှိပါမယ်CRN ကတော့ CRN control တွေပါပါမယ်တုံးစံတိုင်းပဲပြီးသွားရင်ကျွန်တော်တို့ cruise control ပါမယ်ဒီဘက်မှာဆို cruise control ပါလာမယ်အလယ်မှာဆိုတော့ကျွန်တော်တို့ဒါတွေကတော့ပုံမှန်ပါနေကြရပဲဟိုအတန်တိုးချက်ပါမယ် move ပါမယ်ပြီးတော့ voice command နဲ့ပါမယ်ဒါတွေကတော့ guide information တွေကြည့်လို့ရမယ်ပဲစစ်လို့ရမယ်ဒါလေးတော့ရှိပါမယ်ကဲဒီကောင်လေးပါဒီကောင်လေးကပြီးတော့ CRN လည်းကျွန်တော် motor နဲ့ပါပဲလုံးဝ great ပြည့်
ပုံမှာဆိုလဲ sunroof ကလည်းကျွန်တော်တို့ဒါဖွင့်တာ sunroof လည်းပါသွားမယ်ကျွန်တော်တို့ဟိုပုံမှန် A screen မှာတေချာမပေါ့ဘူးဒီကောင်မှာတော့ function ကိုတော်တော်လေးကိုစုံတယ်လို့ပြောရမယ်နောက်ဖုံးမော်တာအစပါတယ်ဗျနောက်ဖုံးမော်တာအစဟိုမှာကလေးကပါလာတဲ့ကတော်တော်မိုက်တယ်ဒါတော့ကျွန်တော်တို့ TV ပါ TV ကတော့ပုံမှန်တိုင်း clear ရောဒါတော့တော်ပါကျွန်တော်မလုပ်တော့ဘူး navigation ပါလာမယ်ဒါလည်း SD ကထည့်အောင်ဒါပါကဲအဲ့ပြီးတော့ဒီမှာ JBN နဲ့ဖြစ်သွားပြီကျွန်တော်တို့ကြည့်လိုက်ပါဒါလေးရှိမယ်တော်တော်လေးတန်လဲက2018 model ဟိုဒီဇယ်ပါပြီးသွားရင်နောက်ခန်းလေးတစ်ချက်လိုက်ပြမယ်နောက်မှဆိုရင်လည်းကျွန်တော်တို့ဒီမှာ TV ပါလာမယ်ဒီကောင်ရဲ့ Land Cruiser TV ပေါ့ဗျာဒါတွေကတော့ကျွန်တော်လည်းတစ်ခါမှတော့မဖွင့်ဘူးအသစ်တွေပဲရှိသေးတယ်အသစ်တိုင်းတွေလုံးဝ plastic တောင်မချွတ်သေးပါဘူးကဲဒီကောင်လေးရှိမယ်ပြီးသွားရင်ဟိုကျွန်တော် SUV full size SUV ကားဖြစ်တဲ့အတွက်ကြကြဝန်းရှိမယ်ကျွန်တော်ရက်နေတော့ကျွန်တော် AI ရောက်မယ်လုံးဝအပေါ်ရောအရှေ့ရောနောက်ရော AC လွတ်တယ်ပြီးတော့9ယောက်စီးကားဟိုနောက်မှလည်းခုံနောက်တဲ့နှစ်ခုံကြံသေးရယ်ပြီးသွားရင်ဒီမှာ aircon ဒီနောက်ကနေလည်း control လုပ်လို့ရတယ်တော့ round aircon ပေါ့ဒီကတော့အနောက်ပိုင်း aircon ကို control လုပ်တဲ့ဟာတွေပေါ့ဗျာပြောမယ်ဆိုရင်တော့ပြီးသွားရင် volume ဟိုအတန်တိုးချက်တွေပါလာမယ်ပေါ့ပြီးသွားရင်ဒီအောက်မှာတော့ auxiliary ကြိုးတွေတက်လို့ရမယ်ဖုန်းနဲ့ချိတ်လို့ရပါမယ်ဒါလည်းပုံမှန်ပါနေကြဟာတွေပါပဲဒါတွေကတော့ aircon ဟိုဟာပါလိမ့်မယ်ပေါ့ဗျာ aircon တော့အဓိကတော့ aircon ဘိုင်းရောအဓိကတော့ aircon ရယ်ထိုင်ကုန်ကတော့အပူပဲပါမယ်ဒီကောင်ကအနောက်မှာတော့အေးမပေါ့အားလေးရောရှိရနော်ကဲပြီးတော့အဲ့ဆိုရင်ကျွန်တော် aircon တစ်ချက်ပိတ်လိုက်မယ်နောက်ဆုံးနဲ့တစ်ချက်တော့ပြနောက်မှဆိုရင်လည်းကျွန်တော်တို့သူကတော့ဒီ form မှာတော့ VX နဲ့ပဲထွက်သွားတယ်တကယ်တမ်း chassis ကတော့ကျွန်တော်ပုံမှန်လေးပြောတာ ACE ပါ ASG ပါ chassis နဲ့စစ်မယ်ဆိုရင်တော့ AG grade ပါဒီမှာတော့ V8 နဲ့ပြထားတယ်တကယ်တမ်း V8 level နဲ့ဟို V8 ထက်တောင်မြင့်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့တော်တော်များတယ်သူပါတဲ့ function တွေကလေဟို Z8 မှာပါတဲ့အတိုင်းကိုပါနေတာဒီကောင်းရဲ့ဟာတကယ်တမ်းပါမယ်ဆိုရင်ဒီနေရာမှာ AS ပြရမှာပေါ့နော်ကျွန်တော်ပြောရမယ်ဆိုဒီ form နေရာမှာတော့ဒါတော့ကျွန်တော်လည်းသိချာတော့မပြောတတ်ဘူးကျွန်တော်လည်းလန်ချောင်းတော့တိတ်အရင်သိရတယ်မှာမပါဘူးလေးလာတော့မရှိပါသေးရဲ့နောက်ပြီးရဆိုလည်းလှတယ်လုံးဝလိုမီဒီကျင်တာပါညာအဲ့လိုမျိုးမရှိသေးဘူး model က2018ဆိုတော့ model လည်းမြင်တယ်ဆိုတော့အဲ့လေးရရှိပါတယ်ပြီးသွားရင်နောက်ဖုန်းက motor နဲ့ပါပဲကျွန်တော်တို့ဒီနောက်ဖုန်းဆိုရင်လည်းအစ်စေးပဲမော်တာနဲ့ဆိုတော့ဒီမှာထည့်တဲ့ဟာတွေမဟုတ်ဘူးဒီဥစ္စာတွေကပြောမယ်ကျွန်တော်ဂျပန်မှာကတည်းကထည့်လိုက်ဟာတွေပါအဲ့ဒီ option တွေကပြီးတော့ဒီအနောက်ကဟာလည်း socket ပါတယ်ကျွန်တော်ပြန်တင်ပြမယ်ကဲနောက်မှာတော့သူ့ရဲ့ထိုင်ကုန်နှစ်ခုံထပ်ပါအောင်မယ်ဗောနော်ထိုင်ကုန်နှစ်ခုံကတော့ကိုယ့်အကိုကြောက်ကြက်ပဲလောက်ရမယ်မော်တာနဲ့ပါရင်လည်းတော့မဟုတ်ဘူးမော်ဒယ်အရင်မြင့်နေမဟုတ်တဲ့အတွက်ကိုယ့်အကိုပဲဆွဲလန့်ပြီးတော့လောက်အောင်ပါကျွန်တော်ချတော့မချတော့ပါဘူးဒီမှာဒါကြီးဆွဲပြီးတော့ချလို့ရတယ်ပြီးတော့ဒီကောင်ပြန်တင်ရတဲ့အချိန်မှာဒီမှာ socket ပါတယ်အားလေးပါလားအောင်ပိတ်မယ်ဆိုလည်းမော်တာနဲ့ပဲ AI ရောက်မယ်တော့ထားကြရပေါ့ဗျာတော့ Land Cruiser V8 diesel ကလောက diesel ဆိုတော့ဘယ်လိုပြောမလဲမြန်မာနိုင်ငံလူတွေက diesel ပိုကြိုက်ကြတယ်ဘာလို့ဆိုတော့တောင်ပေါ်သုံးတဲ့လူတွေကဒါမျိုးကားနဲ့ပဲအဆင်ပြေတယ်လေသူတို့တော့ကကြတော့ diesel ကကြတော့စီရှာရတာလွယ်တာလက်ရှိမှာကြတော့အဲ့လိုမျိုးတော့ပိုကြိုက်ကြတယ်သုံးရလည်းတကယ်မိုက်တယ်စီစားလည်းတအားတက်တာတယ်ဟိုပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ feeling ကလည်းတကယ်တန်မဲ့ကားမျိုးတော့ရုပ်ထွက်ကြီးကအလွင့်ဘာမှပြောနေကြမလို့ကဲကျွန်တော်ဒီကောင်လေးရဲ့အင်ဂျင်ကန်းလေးတစ်ချက်ဖွင့်ပြရမယ်တော့အင်ဂျင်ကန်းလေးနဲ့ပြလိုက်မယ်ကျွန်တော်အင်ဂျင်တွေလည်းနောက်ပိုင်းအင်ဂျင်တွေဖြစ်သွားတဲ့အတွက်ကျွန်တော်တို့အပေါ်မှာကူးလန့်နဲ့အပေါ်မှာကူးလန့်ကြီးပေါ်ရောက်သွားတယ်ကျွန်တော်တို့ဒီတိုင်ကြီးရပေါ့ပြောရမယ်ဆိုတော့အဲ့လိုတွေတော့ရှိပါမယ် 4.5 liter ပါ V8 ပါဒီဇယ်ကားပါအားလေးရှိပါတယ်ကဲကျွန်တော်တို့ဒီကားလေးကတော့ Land Cruiser 2018 model 4.5 liter V8 နဲ့ပါကျွန်တော်တို့ဒီကားလေးကိုစိတ်ဝင်စားလို့ live ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်မောင်သားမျိုးရှိလို့မှ live ဝယ်လို့ရတယ်ဟိုအရေးကြနဲ့ပဲဖြစ်ဖြစ်ဗန်ကြီးနဲ့ပဲဖြစ်ဖြစ်လိုချင်တာရှိရင်တစ်ချက်မေးမြန်းပေးပါဟိုသိချင်တာနောက်ထပ်သိချင်တာလေးရှိနေကျွန်တော်တို့မေးမြန်းလို့ရပါတယ်ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးချပေးထားမယ်သိချင်တာချင်းလက်မေးပေးပါဈေးနှုန်းလေးသိချင်လဲလက်မေးပေးပါကျွန်တော်ဒီဈေးနှုန်းကတော့အပြောင်းလဲလေးရှိတဲ့အတွက်ဒီထဲမှာတော့ထည့်မပြောတော့ဘူးအားလေးတော့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်